မင်းကလေးတယောက်ဟာလေလံပွဲတစ်ခုကနေရှေးဟောင်းရေချိုးကန်တစ်ခုကိုဝယ်ခဲ့ပါတယ်မမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်မလာခင်ထိတော့သူမဟာဒီရေချိုးကန်ကိုတာမန်ရှေးဟောင်းပစ္စည်းတစ်ခုလိုပဲဖြစ်နေခဲ့တာပါတရက်မှာတော့သူမဟာလက်နွေးအိတ်လေးကိုရေချိုးကန်နဲ့မတော်တဆချမိသွားရကနေအဲ့ဒီအိတ်လေးဟာပျောက်ကွယ်သွားခဲ့ပါတယ်အံ့ဩမြင်သက်သွားတဲ့သူမဟာနောက်ထပ်ပစ္စည်းတွေကိုတစ်ခုပြီးတစ်ခုထပ်ထည့်ကြည့်တဲ့အခါမှာလည်းရေချိုးကန်နဲ့ထည့်လိုက်သမျှပစ္စည်းတိုင်းဟာလေထဲမှာတင်အစအနမကျန်ပျောက်ဆုံးသွားပါတော့တယ်တစ်ဖက်မှာတော့ရာစုနှစ်ပေါင်းများစွာကွာဝေးတဲ့ယူမင်းဆက်ခစ်စီကမင်းသားလေးတစ်ပါးဟာသူ့ရဲ့တော်ဝင်ရေချိုးကန်တဲ့ကိုထူးဆန်းတဲ့ပစ္စည်းတွေရုတ်တရက်ရောက်လာတာကြောင့်မယုံနိုင်တုန်လှုပ်စွာနဲ့စိုက်ကြည့်နေခဲ့ပါတယ်။အဲ့ဒီပစ္စည်းတွေကတခြားဆန်းပြတဲ့ပစ္စည်းအစုံလင်ပါပဲတကယ်တော့အဲ့ဒီရေချိုးကန်ဟာခက်နဲ့ခက်ကိုဆက်သွယ်ပေးထားတဲ့အချိန်ခီးသွွားဝင်ပေါက်ကြီးဖြစ်နေခဲ့တာပါ။ဒါတွေကိုနတ်ပြားတွေစီကရတဲ့လက်ဆောင်တွေလို့အခိုင်အမာယုံကြည်သွားတဲ့မင်းသားလေးဟာကျေးဇူးတင်စာတစ်ဆောင်ကိုရေချိုးကန်ထဲကနေတဆင့်ပြန်ပို့ခဲ့ပါတယ်။အစပိုင်းမှာထိတ်လန့်အံ့ဩရာကနေနောက်ပိုင်းမှာတော့သူတို့နှစ်ယောက်ကြားမှာလျှို့ဝှက်ပစ္စည်းချင်းဖလှယ်မှုတွေစတင်ဖြစ်ပေါ်လာပါတော့တယ်။မင်းသားလေးကနတ်မုတ်ခေါင်းပါနေတဲ့သူ့ရဲ့ပြည်သူတွေကိုကျွေးမွေးဖို့အတွက်အကူအညီတောင်းတဲ့အခါမင်းကလေးကလည်းစီတူပူစီဝါရိတ်ခါအလုံးအရင်လိုက်ကိုပါပြန်ပို့ပေးခဲ့ပါတယ်။အဲ့ဒီအတွက်တုံ့ပြန်မှုအနေနဲ့မင်းသားလေးကလည်းရွှေတုံးအစ်စ်တွေကိုသူမစီပြန်လဲပေးပို့ခဲ့ပါတယ်။မင်းသားလေးနောက်ဆုံးတိုက်ပွဲအတွက်ပြင်ဆင်နေရတဲ့အချိန်မှာတော့မင်းကလေးကပြားဝိုးတွေနဲ့လက်နက်တွေကိုပို့ပေးခဲ့ပါတယ်။မင်းသားလေးဟာအဲ့ဒီလက်နက်တွေကိုပါနတ်စွာအသုံးချပြီးရန်သူတွေကိုထိတ်လန့်တကြားဖြစ်အောင်ခြောက်လန့်နိုင်ခဲ့တယ်လို့သူ့ရဲ့စစ်တပ်ကိုလည်းအောင်ပွဲစီတို့ဥဆောင်နိုင်ခဲ့ပါတော့တယ်ကျွန်တော်အိုလီပါပါ။